ကျိုးကြော်တပွဲကိုယူပြီးနှစ်ထောင်တောင်ဆိုတော့အားလုံးကအန်ကြကုန်တာပေါ့ဒါပေမဲ့ကောင်မလေးကမြည်ကြည့်လိုက်တော့မှဒါကအတူကြီးမှန်းသိလိုက်ရတယ်တခေါ်သားကလည်းစားကြည့်ပြီးချက်ချင်းအိပ်မိသွားတယ်အနှစ်ကတရက်တီးဖြော်ရီအကာကတော့အုံလုံးနဲ့လှုပ်ထားတာကိုနောက်တပွဲကတော့ပိုတောင်ထူးဆန်းသေးတယ်ကြည့်ရတာတကယ်အပင်တပင်တိုင်းပဲအဲ့ဒီအချိန်မှာမန်နေဂျာကဒါကျွန်တော်တို့ရဲ့အထူးသီးတန့် KA စပါကုန်စားလို့ရတယ်ဆိုပြီးလာကြွားတော့တာပဲဒါပေမဲ့တခေါ်သားကတော့သူ့အချိုးကိုလုံးဝမကြိုက်ဘူးကျွန်တော်ဒီကိုလာတာမျက်လက်ကြည့်ဖို့မဟုတ်ဘူးတကယ်အစားတောက်စားဖို့လာတာလို့ပြောပြီးခင်စပန်းကန်ကိုဆွဲကမိဖို့ချောင်းနဲ့စွန့်ဝင်သွားတော့ပါပဲဆိုင်ရှင်ကလည်းမတုံလို့ပါဘူးသူ့ရဲ့အကောင်းစားဟော်ရီရဲ့အမဲသားတွေကိုထုတ်ပေးလိုက်ပြီးမင်းမာတတိရှိရင်ဒါနဲ့ဘာလို့ပြနိုင်မလဲကြည့်ရသေးတာပေါ့လို့စိန်ခေါ်လိုက်တယ်နခေါ်သားလည်းလက်စွမ်းပြဖို့ပြင်တော့ပါပေါ့တန်မိုးကြီးတဲ့ပါဝင်ပစ္စည်းတွေတခုမှမသုံးပဲရိုးရိုးရှင်းရှင်းလေးရဲ့ဆက်ချက်တဲ့ကြက်တုံမိတွေကိုပါပါလီပြီးစီတက်တယ်ပြီးတော့အမဲသားကိုအမြင်လေးတွေလီးပြီးกินလိုက်တဲ့အခါမှာတော့အသားတွေကိုကြက်တုံနီတွေနဲ့ရောပြီးမီးပြင်းပြင်းပေါ်တင်လိုက်တဲ့နန်းစီလေးဆန်းစီယာနဲ့ဟင်းခတ်အမွေးကြိုင်တွေခတ်လိုက်တာခဏလေးအတွင်းမှာတင်မွေးကြိုင်နေတဲ့ဟင်းတစ်ပွက်ကအစင်တင်ပဲဂျက်ကတော့တကယ်ဝိဇ္ဇာပဲဒါပေမဲ့သူ့ဆရာကိုစိတ်ကျဉ်တဲ့အောင်လုပ်ဖို့ကမလွယ်ဘူးလေအကောင်းစားဖော်ရီယာအမဲသားကိုဖရိခဲရူနဲ့အပေါ်ရန်လေးပဲဝိလိုက်တဲ့တွင်းသားကတော့ပန်းရောင်တန်းပြီးနူးဤနေတုံးပဲပေါ့အသားကိုခရင်ပေါ်တင်အစိမ်းရောင်ရွက်လေးတွေနဲ့တေးသေးချာချာအလှပြင်လိုက်တယ်ပြီးတော့မှတစ်သားချောင်းလေးကိုမိရှို့မိခိုးငွေလေးနဲ့နာရီဝက်လောက်အနုစိတ်နဲ့ထားလိုက်သေးတာရလက်ကတော့တရုတ်ရိုးရာနစ်စနစ်အတိုင်းအပြည့်ဝချက်ထားတဲ့ရှယ်ဟော်ရီယာအမဲသားဟင်းပဲဆရာဖြစ်သူကတော့ဒီဟင်းနဲ့ဆိုနိုင်ငံတော်အဆင့်ပြိုင်ပွဲမှာစုရမှာကျင်းသေးတယ်လို့ယုံကြည်နေတာပေါ့ဒါပေမဲ့ဂျက်ကတော့အသားကိုကောက်ကင်အနက်တစ်ချက်ရှူကြည့်ပြီးဘာတခုမှမပြောဘဲလှည့်ထွက်သွားခဲ့တယ်ဘေးကစားဖို့မူတယောက်ကနင်းနဲလောက်မြည်ကြည့်လိုက်တဲ့အခါမှာတော့ဟာတလုံးစားကြည့်ုံနဲ့တင်မင်းတက်သွားတာပဲအသားကတကယ်ကိုနူးညံ့ပြီးလက်ဆက်လုံးတဲ့အရသာကဘာနဲ့မှမတူအောင်ထူးခြားလုံးနေလို့လေ